ရှိမဲယုံများမှာဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ပြည်သူများကလာရောက်ဆန္ဒမဲပေးလျက်ရှိတဲ့မြင်ကွင်းကိုသတင်းရယူပေးပို့ထားပါတယ်မိထ္ထီလာမြို့နယ်ပျော်ပွေမြို့နယ်ရမဲသိန်းမြို့နယ်အောင်မြေတာဆန်မြို့နယ်တို့ရှိမဲယုံများမှာလည်းစတင်ဖွင့်လှစ်နေပြီဖြစ်ရာစနစ်တကျကျမရဲ့မဲယုံမှာဆိုလို့ရှိရင်မဲဆန္ဒရှင်ပေါင်းကအားလုံးပေါင်းဆိုလို့ရှိရင်4646ဦးရှိပါတယ်လူဦးရေ4000ကျော်ဖြစ်တဲ့အတွက်ကျမတို့ဆိုလို့ရှိရင်ဒီမှာပြင်ဆင်တဲ့နေရာမှာကျတော့ပေါ့နော်မဲယုံတွေဒီဇိုင်းနဲ့ဆိုလို့ရှိရင်အဆင်မပြေဖြစ်နေမှာဆိုလို့နှစ်ဆိုင်ခွဲပြီးတော့ပြင်ဆင်ထားပါတယ်မဲပုံးအရေးအတွက်ဆိုလို့ရှိရင်တော့ကျမတို့ရှိမှာဆိုလို့ရှိရင်9ပုံးနဲ့ပေါ့နော်ပြည်သူ့လွှတ်တော်အတွက်ဆိုရင်နှစ်ဆိုင်ဖြစ်တဲ့အတွက်2ပုံးဖြစ်ပါတယ်အမျိုးသားလွှတ်တော်အတွက်2ပုံးတိုင်းသားကြီးလွှတ်တော်အတွက်2ပုံးကျမတို့ဒီမဲယုံမှာဆိုလို့ရှိရင်ပေါ့နော်တိုင်းရင်းသားပါတီဖြစ်တဲ့တိုင်းရင်းသားကိုယ်စားလှယ်တွေအတွက်ပါတာဖြစ်တဲ့အတွက်ပေါ့နော်တိုင်းရင်းသားအတွက်2ပုံးဆိုတဲ့အခါကျအလုံးစုစုပေါင်း9ပုံးနဲ့ပြင်ဆင်ထားတာဖြစ်ပါတယ်ကလေးမြို့နယ်ကတာမြို့နယ်ကမ်ဘလူမြို့နယ်ခန္တီမြို့နယ်စကိုင်းမြို့နယ်ဆန္ဒမဲပေးကြတဲ့မဲဆန္ဒရှင်ပြည်သူများရဲ့စကားသံများကိုလည်းမြမတနရုံမြင့်တန်ကြားသတင်းတောင်များကအခုလိုစူးစီးရယူပေးပို့ထားပါတယ်အဆင်ပြေတယ်ဆိုတဲ့အထက်ကိုအလွန်အဆင်ပြေတယ်လို့ပြောရမှာပါ privacy လည်းရှိတယ်မြန်လည်းမြန်တယ်လို့အကဲရတယ်ပြီးတော့ကိုယ်တိုင်လည်းကိုပဲပေးလိုက်တဲ့ဟာအထမြောက်သွားသလားပြန်စစ်လို့ရတဲ့ခွင့်ရေးလည်းရတယ်ဆိုတော့အင်တန်ကောင်းပါတယ်ရန်ကုန်တိုင်းဒေသကြီးရှမ်းပြည်နယ်အရှေ့ပိုင်းရှမ်းပြည်နယ်